ပကန်းအင်ပါယာကိုအနော်ရထားမင်းကြီးကအရှေ့တောင်အာရှမှာတကိုးထွားအောင်တိစောက်နေချိန်မှာပဲကမ္ဘာရဲ့တစ်ဖက်ချမ်းမှာဖြစ်တဲ့ဥရောပမှာလည်းတမိုင်းဝင်အပြောင်းလဲကြီးတွေကိုဖော်ဆောင်ခဲ့တဲ့ဘီရင်ကြီးတွေပေါ်ထွန်းခဲ့ပါတယ်။သူတို့တွေဟာအနော်ရထားမင်းကြီးနဲ့တခေတ်ထဲတစ်ချိန်တည်းမှာနန်းဆန်ခဲ့တဲ့ဘီရင်တွေဖြစ်ကြပါတယ်။အင်္ဂလန်ဘီရင်ဝီလီယံအနော်ရထားမင်းကြီးကပကန်းနိုင်ငံတော်ကြီးကိုစူးစီးတိစောက်နေချိန်မှာဥရောပမှာလည်းနေချက်ဝီလီယံလို့နာမည်ကြီးတဲ့ဝီလီယံ1066ခုနှစ်မှာအင်္ဂလန်နိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးခေတ်သစ်အင်္ဂလန်ရဲ့အုံမြစ်ကိုချခဲ့ပါတယ်။အနော်ရထားမင်းကြီးကတထုံမြို့ကိုအောင်နိုင်ပြီးဗုဒ္ဓဘာသာယဉ်ကျေးမှုကိုမျိုးစေ့ချနိုင်ခဲ့တယ်လို့ဝီလီယံဘီရင်ကလည်းအင်္ဂလန်ကိုနော်မန်ယဉ်ကျေးမှုတွေကိုတည်ယူဆောင်နိုင်ခဲ့ပါတယ်။ Roman Empire A Great Henry ဂျာမနီနဲ့အီတလီဒေသတွေကိုစိုးမိုးတဲ့တန်ရှင်းသော Roman Empire ရဲ့ A Great ကတော့ Henry ပဲဖြစ်ပါတယ်။သူဟာအနော်ရထားမင်းကြီးနန်းတက်ပြီး12နှစ်အကြာမှာနန်းတက်ခဲ့တာပါ။အနော်ရထားမင်းကြီးကအရှင်အရန်နဲ့ပူးပေါင်းပြီးတော့ဗုဒ္ဓဘာသာပြန်ပွားဖို့သာသနာပြုခဲ့ပေမဲ့ Henry ကတော့အဲ့ဒီချိန်မှာပုပ်ရဟန်းမင်းကြီးတွေနဲ့အာဏာလူပွဲဖြစ်သွားခဲ့ပြီးကာနိုဆာလမ်းလျှောက်ခြင်းလို့ခေါ်တဲ့တမိုင်းဝင်အရှက်ရောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပြင်သစ်ဘီရင်ဖိလစ်အနော်ရထားမင်းကြီးရဲ့နန်းသက်တမ်းအလယ်လဲလောက်မှာနန်းတက်ခဲ့တဲ့ပြင်သစ်ဘီရင်ကတော့ပြင်သစ်ဘီရင်ဖိလစ်ပဲဖြစ်ပါတယ်။သူ့လက်ထက်မှာပြင်သစ်နိုင်ငံဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့အစာပြိုးနေခြင်းဖြစ်ပါတယ်။သူဟာအနော်ရထားမင်းကြီးလိုပဲခိုင်မာတဲ့အုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်ဖို့ကြိုးစားခဲ့ပေမဲ့ကက်သလစ်အသင်းတော်နဲ့ပြဿနာတက်ပြီးသမိုင်းစာမျက်နှာတွေမှာဘာသာမဲ့ဘီရင်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ဘီရင်တစ်ပါးဖြစ်ခဲ့ရပါတယ်။စပိန်ဘီရင်အယ်ဖွန်ဆိုစပိန်နိုင်ငံရဲ့သမိုင်းမှာအရှုံးမရှိတဲ့ဘီရင်လို့အယ်ဖွန်ဆိုကိုလူသိများခဲ့ပါတယ်။မွတ်စလင်တွေလက်ထဲကနေစပိန်နယ်မြေတွေကိုပြန်လည်သိမ်းပိုက်တဲ့လှုပ်ရှားမှုတွေမှာသူကအဓိကခန်းကဏ္ဍကနေပါဝင်နေလဲရှိပါတယ်။အနော်ရထားမင်းကြီးကအရေးကြီးတွေကိုနှိမ်နင်းပြီးဘာသာသာသနာတော်ကိုတန်းဆင်နိုင်ခဲ့တယ်လို့အယ်ဖွန်ဆိုကလည်းသူ့ရဲ့နယ်မြေတွေကိုဘာသာရေးအခြေခံနဲ့ပြန်လည်စူးစီးခဲ့ပြီးပြည်ထောင်စုကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။စကော့တလန်ဘီရင်မက်ကဘတ်ရှေးဟောင်းစကော့တလန်ရဲ့ဘီရင်တစ်ပါးဖြစ်ခဲ့ပြီးတော့ပကံပြည့်ရှင်အနွယ်ထားမင်းကြီးနန်စီစိန်အစောပိုင်းကာလတွေမှာစကော့တလန်ကိုအုပ်ချုပ်ခဲ့တဲ့ဘီရင်တစ်ပါးဖြစ်ပါတယ်။သူဟာရှက်စပီးယားရဲ့ပြဇာတ်တွေမှာနာမည်ဆိုးနဲ့လူသိများခဲ့ပေမဲ့တကယ်တမ်းမှာတော့စကော့တလန်တိုင်းပြည်ကိုတည်ငြိမ်အောင်အုပ်စိုးခဲ့တဲ့ဘီရင်တစ်ပါးလည်းဖြစ်ပါတယ်။မက်ကဘတ်ဟာရောမမြို့ကိုခီးသွားခဲ့မှုပြီးစင်ရသားတွေကိုငွေကြေးစွန်ကျဲခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေရှိခဲ့ဘူးသလိုအဲရိခါမှာအနော်ရထားမင်းကြီးကလည်းသီရိလင်္ကာနိုင်ငံနဲ့ဆက်ဆံရေးတစ်ခုထူထိုင်နိုင်ခဲ့ပြီးသာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့တာကြောင့်အဲရိခေတ်ကဘီရင်တွေရဲ့ဘာသာရေးပေါ်အလေးထားမှုတွေကိုတွေ့မြင်ရပါတယ်။17ရာစုဟာအရှေ့တိုင်းမှာရောအနောက်တိုင်းမှာပါအင်ပါယာတွေကိုစူးစီးတည်ထောင်တဲ့ခေတ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အနော်ရထားမင်းကြီးကပကံမှာဇီရီပထိုးတွေတည်ထားကိုးကွယ်နေချိန်မှာပဲအင်္ဂလန်ပြင်သစ်နဲ့ဂျာမနီတွေမှာလည်းဒီဘီရင်ကြီးတွေကသူတို့ရဲ့သမိုင်းဝင်ရဲတိုက်ကြီးတွေနဲ့ယဉ်ကျေးမှုတွေကိုထူးဆစ်နေခဲ့တာဖြစ်ပါတယ်။